တော်လန်ရဲ့မီဟုံဟုံတောင်းနေတဲ့အချိန်မှာရေးဆွဲခဲ့တဲ့စာတစ်စောင်ကလေအနာဂတ်နိုင်ငံအတွက်တကယ်ခိုင်မာတဲ့အုံမြင့်တစ်ခုဖြစ်နိုင်ပါမလားဒီနေ့ကျမတို့အတူတူလေ့လာဆန်းစစ်မဲ့မန္တလေးဒေတာချားကလနိုင်ငံရေးအစီအစဉ်ဆိုတာကအဲ့ဒီမေကွန်းကိုဖြည့်ဖို့စူးစမ်းထားတဲ့တမိုင်းဝင်ကြိုးပမ်းမှုတစ်ခုပဲရှင်ဒီစာတန်းက2021အောက်တိုဘာလမှာထွက်လာတာနော်တော်လန်ရဲ့အရှင်အမြင့်ဆုံးကာလတွေဟဲ့ကတစ်ခုမှာပေါ့မန္တလေးဒေလာအတွက်ဂျာကလာအုပ်ချုပ်ရေးပုံစံနိုင်ငံရေးလမ်းကြောင်းဘလို့ဖြစ်တဲ့တယ်လဲဆိုတော့ကိုပုံဖော်ထားတဲ့အခြေခံမူပုံတစ်ခုပေါ့ဆိုတော့ဒီနေ့အဲ့ဒီစာရွက်ပေါ်ကစကလုံးတွေနောက်ကွယ်မှာဘလို့နိုင်ငံရေးမျှော်မှန်းချက်တွေဗျူဟာကြတဲ့အတွေးခေါ်တွေရှိနေတယ်လဲဆိုတော့ကိုအတူတူချိတ်ဆက်လေ့လာကြည့်ကြအောင်ရှင်ဟုတ်ပါတယ်ဗျာဒီအစီအစဉ်ရဲ့နောက်ခံကိုနားလည်ဖို့ဆိုရင်လေ2021ခုနှစ်ရဲ့အခြေအနေကိုပြန်မြင်အောင်ကြည့်ဖို့လိုပါတယ်စစ်အာဏာသိမ်းပြီးနောက်မှာတနိုင်ငံလုံးမှာပြည်သူခုခံတော်လှန်မှုတွေစီရီယန်လှုပ်ရှားမှုတွေပေါက်ခွဲထွက်လာတယ်လေအဲ့ဒီအခြေမှာအရေးကြီးတဲ့မိကုံးတစ်ခုကအုပ်ချုပ်ရေးနဲ့ဥပဒေမဲ့သွားတဲ့ဒီနေမြေတွေကိုဘယ်သူကဘလို့စီမံအုပ်ချုပ်မလဲဆိုတာပဲအဲ့ဒီလိုအချက်ကနေမန္တလေးတိုင်းကိုစားပြုကော်မတီ CRPH ကဦးဆောင်ပြီးတော့ဒီအစီအစဉ်ကိုရေးဆွဲခဲ့တာပါဒါပေမဲ့သတိပြုရမှာကဒါဟာတီးခြားရက်တည်နေတာမဟုတ်ဘူးဗျာတနိုင်ငံလုံးအတိုင်းအတာနဲ့ဖွဲ့စည်းထားတဲ့ CRPH, NUG ပြီးတော့ NUCC တို့ရဲ့အထွေထွေလမ်းရွက်မှုတွေအားမှာရေးဆွဲထားတာပိုကြီးမားတဲ့တော်လိုင်းကွန်ရက်ရဲ့အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေတာပါပဲဟုတ်ပါပြီဒါဆိုရင်အဲ့ဒီနိုင်ငံရေးမျှော်မှန်းချက်ရဲ့အပင်သလုံးဖြစ်တဲ့ရည်ရွယ်ချက်ကြီးကိုအရင်ဆုံးကြည့်ကြည့်အောင်နော်အခန်း1မှာအဓိကရည်ရွယ်ချက်၄ချက်ကိုဖော်ပြထားတယ်စစ်အာဏာရှင်စနစ်အပိတိုင်ချုပ်ငြိမ်းရေး Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးပြီးတော့ကြာဆုံးသူတဲ့အတွက်တရားမျှတမှုရရှိရေးနဲ့နိုင်ငံရေးယဉ်ကျေးမှုတည်ဆောက်ရေးဆိုပြီးတော့ပါရှင်ဒီရည်ရွယ်ချက်၄ချက်ကိုကြည့်လိုက်ရင်ဒါကြွေးကြော်တန်တက်မဟုတ်ဘူးဆိုတာတွေ့ရပါမယ်ဒါဟာနှစ်ပေါင်း60ကျော်ကြာစစ်အုပ်ချုပ်ရေးရဲ့အခြေခံတိုင်းဒီကိုတစ်ခုချင်းပြန်ဖြိုချလဲတဲ့ကြိုးပမ်းမှုပဲဥပမာစစ်အာဏာရှင်စနစ်ချုပ်ရေးဆိုတာကနိုင်ငံရေးမှာစစ်တပ်ရဲ့အခမ်းကဏ္ဍကိုအမြင့်ဖြတ်ဖို့ရည်ရွယ်တယ် Federal ဆိုတာကကြတော့အာဏာကိုတနေရာထဲမှာစုစည်းထားတဲ့ဗဟိုချုပ်ကိုင်မှုစနစ်ကိုတိုက်ဖြတ်တာပေါ့တရားမျှတမှုဆိုတာကတဲ့ရဲ့ကျူးလွန်မှုတွေအတွက်တာဝန်ခံမှုတာဝန်ယူမှုယဉ်ကျေးမှုကိုတိဆောက်တာနောက်ဆုံးတစ်ခုနိုင်ငံရေးယဉ်ကျေးမှုတစ်ဆိုတာကအထက်ကအောက်ကိုအမိန့်ပေးတဲ့စနစ်ကိုပြည်သူကိုစားပြုစနစ်နဲ့အစားထိုးတာပါတခုချင်းစီဟာအတိတ်ရဲ့အမားကိုတိတ်မှတ်ဖို့တိဆောက်ထားတဲ့တံပြန် view ဟာတွေပဲဖြစ်ပါတယ်ဗျာနိုင်ငံရေးယဉ်ကျေးမှုတစ်ဆိုတဲ့စကားလုံးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ရှင်ဆိုတော့အဲ့ဒီရမန်းချက်ကြီးတွေကိုကောင်းအထက်ဖို့အတွက်ဘလို့တန်ဖိုးတွေဘလို့ကစားပွဲစည်းမိတွေကိုအခြေခံထားသလဲဆိုတာကလည်းအရေးကြီးလာမယ်ထင်တယ်အထင်ရှားဆုံးတစ်ခုကိုပြောရရင်စူပေါင်းဥဆောင်မှုပေါ့ collective leadership နောက်တစ်ခုကကွဲပြားမှုကိုလက်ခံအတိအမှပြုထင်ဖြင့်တိဆောက်တည်ညွညွတ်မှု unity and diversity အဲ့ဒါတွေပဲစူပေါင်းဥဆောင်မှုဆိုတာမြမတမိုင်းမှာခဏခဏတွေ့ကြရတဲ့လူတစ်ယောက်တည်းကအဆုံးဖြတ်ဖေတဲ့အာနာရှင်ဆန်တဲ့ပုံစံကိုတော်လန်လိုက်တာပဲအဖွဲ့လေးနဲ့ဆုံးဖြတ်မယ်တူတယောက်ရဲ့တဘောဆန္ဒအတိုင်းမဖြစ်စေရဘူးဆိုတဲ့အာမခံချက်ပေါ့ဗျာဟုတ်ကဲ့ unity and diversity ဆိုတာကတော့ပိုပြီးလေးနက်တယ်အရင်ကညီညွတ်ရေးဆိုရင်အားလုံးပုံစံကွက်တစ်ခုတည်းတဲ့ကိုအတင်းတွန်းတာမျိုးကိုနားလည်ခဲ့ကြတယ်လေဒီမှာတော့မတူကွဲပြားတဲ့တန်ရထားတွေဘာသာစကားတွေယဉ်ကျေးမှုတွေကိုအားလုံးကအတိအမှတ်ပြုနေအဲ့ဒီကွဲပြားမှုတွေကြားကနေညီညွတ်မှုကိုတိဆောက်မယ်ဆိုတဲ့သဘောတရားပါဒါဟာ Federal စနစ်ရဲ့အခြေခံအုတ်မြစ်တစ်ခုပဲဗျာခွင့်ငင်းချမ်းဆိုတာစူဝေးဆန္ဒပြခွင့်လိုမျိုးအခြေခံလူခွင့်ရေးတွေအကုန်နီးပါးပါဝင်တာတွေ့ရတယ်နော်ဟုတ်ပါတယ်ဒါပေမဲ့ဒီစာတမ်းရဲ့ထူးခြားချက်ကအခွင့်အရေးကိုပဲမပြောပဲတောင်းဝင်ကိုပါတပါးတဲ့ထက်ထွင်းဖော်ပြထားတာပဲအခန်းကားမှာပြုစုတောင်းများဆိုကြီးတိဒအခန်းတစ်ခန်းထည့်ထားတယ်အဲ့ဒီမှာတော်လိုင်းမှာပါဝယ်ဖို့ဂျာကာလာအုပ်ချုပ်ရေးအဖွဲ့ရဲ့ဥပဒေတွေကိုလိုက်နာဖို့အချင်းချင်းစီးလုံးညီနဲ့ဆိုတာကာကွယ်ဆောင်ရှားဖို့ဆိုတာတွေကိုတောင်းဝင်ဖြစ်တတ်မှတ်ထားတာဗျာဒီအချက်ကနေနဲ့စဉ်းစားเสียရပဲเนาะတောင်းဝင်ဆိုတဲ့စကားလုံးကိုတုံးလိုက်တဲ့အခါမှာဒါဟာပြည်သူတွေပေါ်မှာဖိအားတစ်ခုလို့အမိန်ပေးစိတ်ခိုင်းတာမျိုးလို့အဓိပ္ပာယ်တက်ရောက်သွားနိုင်ခြင်းမရှိဘူးလားရှင်အခွင့်အရေးဆိုတာမွေးရပါဖြစ်ပြီးတာဝန်ဆိုတာကလုတ်ကိုလောက်ရမယ်ဆိုတဲ့သဘောမျိုးဖြစ်မသွားနိုင်ဘူးလားကောင်းတယ်မေဟွန်ပါပဲဒါကိုရှုထောင့်တစ်ခုကကြည့်လို့ရတယ်ဗျတစ်ခုကတော့ဒါဟာတော်လန်ရေးကာလမှာရေးဆွဲထားတဲ့စာတမ်းဖြစ်တဲ့အတွက်နိုင်ငံသားတိုင်းရဲ့စုပေါင်းပါဝင်မှု collective action ဟာအတက်တမျှအရေးကြီးတယ်ဆိုတာကိုအတိမတ်ပြုထားတာပါနိုင်ငံတော်ကိုကာကွယ်ဖို့ကနိုင်ငံသားတိုင်းရဲ့တာဝန်ဖြစ်တယ်ဆိုတဲ့သဘောတရားပေါ့နောက်တစ်ဖက်ကကြီးညင်တာဟာအခွင့်အရေးနဲ့တာဝန်ဆိုတာဒင်္ဂါပြတပြားရဲ့မျက်နှာစာနှစ်ဖက်လိုပဲဆိုတဲ့လူမှုရေးတဘောတူစာချုပ်
social contract ရဲ့အခြေခံသဘောတရားကိုထင်ရစေတယ်နိုင်ငံတော်ကနိုင်ငံသားရဲ့အခွင့်အရေးကိုအကာအကွယ်ပေးတယ်လို့နိုင်ငံသားကလည်းနိုင်ငံတော်အပေါ်မှာတာဝန်ကျေပွန်ရမယ်ဆိုတဲ့ဟန်ချက်ကိုတိဆောက်ဖို့ကြိုးစားတာလို့မြင်လို့ရပါတယ်ဒါဟာအခွင့်အရေးကိုပဲတောင်းပြီးတာဝန်မယူတဲ့ယဉ်ကျေးမှုကိုပါပြုပြင်ပြောင်းလဲလို့တဲ့ဆန္ဒကိုပြုနေတာဖြစ်နိုင်ပါတယ်ဗျာအော်ဟုတ်ကဲ့အခွင့်အရေးနဲ့တာဝန်တွေကိုအာမခံထားတာကကောင်းပါတယ်ဒါပေမဲ့အဲ့ဓာတွေကိုလက်တွေ့အကောင့်အထည်ဖော်ပေးဖို့အစိုးရရန်တရားတစ်ခုလိုလာပြီလေဒီအစီအစဉ်မှာအဲ့ဒီရန်တရားကိုဘယ်လိုပုံစံမျိုးနဲ့တိဆောက်ဖို့ရည်ရွယ်ထားတယ်လဲရှင်ဟုတ်ကဲ့ဒီအစီအစဉ်ရဲ့အကြီးကအပိုင်းကအဲ့ဒီရန်တရားကိုတိဆောက်ပုံပါပဲအာနာမနိုင်ကြီးတုံးရဖြစ်တဲ့ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးကိုရှင်းရှင်းလင်းလင်းခွဲခြားထားတယ်ပထမဆုံးဥပဒေပြုရေးမနိုင်ကတော့မန္တလေးဒေသပြည်သူ့လွှတ်တော်ပါပဲဒီလွှတ်တော်ရဲ့ဖွဲ့စည်းပုံကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဗျာ2020ရွေးကောက်ပွဲအနိုင်အားကိုယ်စားလှယ်တွေ CMH ကိုယ်စားလှယ်တွေအပြင် CDM ဝန်ထမ်းတွေလူငယ်အမျိုးသမီးတိုင်းရင်းသား LGBTQI အစုဖွဲ့တွေကကိုယ်စားလှယ်တွေပါပါဝင်ရမယ်လို့ဆိုထားတယ်ဟုတ်ကဲ့ဒါလူဖွဲ့စည်းရဲ့အလွှာပေါင်းစုံကအတက်တွေကိုဥပဒေပြုရေးမှာပါဝင်စေရင်လက်စန္ဒကိုရှင်းရှင်းလင်းလင်းပြနေတာပဲဗျာဒီလိုအစုဖွဲ့မျိုးစုံကကိုယ်စားလှယ်တွေပါဝင်တာကအားလုံးပါဝင်မှုကိုပြပေးမဲ့ဆုံးဖြတ်ချက်ချတဲ့နေရာမှာအတန်နဲ့အရမ်းများပြီးရှုထွေးသွားနိုင်တာမျိုးကြန့်ကြာသွားနိုင်တာမျိုးမဖြစ်နိုင်ဘူးလားအထူးသဖြင့်အရေးပေါ်အခြေအနေတွေစစ်ရေးအခြေအနေတွေရှိနေရကြကလာမှာဒီလောက်ကြေပြန့်တဲ့လွတ်တော်တစ်ခုကဘယ်လောက်လက်တွေ့ကျနိုင်မလဲရှင့် efficiency နဲ့အားလုံးပါဝင်ကိုစားပြုမှု representation ကြားကဟန်ချက်ကိုညှိရတဲ့ပြည်ထနာပေါ့ဒီအစီအစဉ်ကိုရေးဆွဲသူတွေကတော့တော်လန်ရဲ့တရားဝင်မှု legitimacy ဟာပြည်သူလူထုရဲ့အလွှာဆုံးကထောက်ခံမှုပေါ်မှာမူတည်တယ်လို့ယုံကြည်ပုံရတယ်ဒါကြောင့်စားပိုင်းမှာဆုံးဖြတ်ချက်ချတာနည်းနည်းနေရင်တောင်အားလုံးရဲ့တန်ကိုစားပြုနိုင်ဖို့ကိုပိုပြီးဦးစားပေးထားတဲ့သဘောလို့သုံးသပ်ရမယ်ညံစမ်းမဲ့လူချစုကပဲချမှတ်တဲ့ဆုံးဖြတ်ချက်ထက်အားလုံးပါဝင်ပြီးနည်းနည်းချနိုင်တဲ့ဆုံးဖြတ်ချက်ကရေရှည်မှာပိုခိုင်မာတယ်လို့သူတို့ယုံကြည်ထားပုံပါပဲဗျာကောင်းပါရှင် therefore ဥပဒေပြုလွှတ်တော်နဲ့အုပ်ချုပ်ရေးမန်တိုင်ဘက်ကိုဆက်ကြည့်အောင်ဟုတ်ကဲ့အုပ်ချုပ်ရေးမန်တိုင်ကတော့မန္တလေးဒေသကြားကလာအုပ်ချုပ်ရေးကောင်စီလို့ခေါ်တယ်အစိုးရအဖွဲ့ပေါ့နော်အဖွဲ့ဝင်စစ်တုံပါဝင်ပြီးခုနကပြောတဲ့ပြည်သူ့လွှတ်တော်ကနေရွေးချယ်တင်မြှောက်ရမှာဖြစ်တယ်အော်လွှတ်တော်ကနေရွေးတာပေါ့နော်ဟုတ်ပါဗျာဒီနေရာမှာအရေးကြီးဆုံးအချက်ကအုပ်ချုပ်ရေးအဖွဲ့ဟာလွတ်တော်ကိုတာဝန်ခံရမယ်ဆိုလေအချက်ပဲဒီအပြန်လန်ထိန်းကျောင်းမှုဆိုတာမြန်မာနိုင်ငံအတွက်အမတန်အရေးကြီးပါတယ်ဘာလို့လဲဆိုတော့အတိတ်မှာအုပ်ချုပ်ရေးအာဏာကိုဘယ်သူမှမထိန်းနိုင်ပဲအကန့်အမဲ့သုံးကျင်တိုင်းသုံးခဲ့လို့တိုင်းပြည်နစ်နာခဲ့ရတာလीဒါကြောင့်ဒီအစည်းအဝေးမှာအစိုးရကိုပြည်သူကိုစားလေတွေဖြစ်တဲ့လွတ်တော်ကထိန်းဝင်ပေးထားတာဟာအာဏာကိုတနေရာထဲမှာစုပြုံမသွားအောင်တမင်တကာဒီဇိုင်းဆွဲထားတဲ့သဘောပါပဲဟုတ်ကဲ့တတိယမန်တိုင်ဖြစ်တဲ့တရားစီရင်ရေးကတော့ဘလို့ပုံစံရှိမလဲတရားဥပဒေစိုးမိုးရေးဆိုတာဒါပြောတော့လွယ်ပေမဲ့တကယ်တိဆောက်ဖို့အခက်ဆုံးပဲမဟုတ်လားရှင်အမှန်ပဲဗျာဒါကြောင့်ဒီအစည်းအဝေးမှာလွတ်လပ်ပြီးပတ်မလိုက်တဲ့တရားစီရင်ရေးစနစ်ကိုအလေးနဲ့ထားပြီးအခန်းရှိမှာအသေးစိတ်ဖော်ပြထားတယ်မြို့နယ်ခိုင်အိုင်ဒေတာလိုက်တရားရုံးအဆင့်ဆင့်ဖွဲ့စည်းဖို့ပြောထားတယ်ဒါပေမဲ့အဲ့ဒီဖွဲ့စည်းပုံထပ်ပိုရေးကြည့်တာကအာမခံချက်ပေးထားတဲ့အခြေခံမူပဲအဲ့ဒါကတော့မြတ်တာဆိုတာတရားစီရင်ကြားနာခွင့် fair trial rights ပါပဲ fair trial rights ဟုတ်တယ်ဒီစကားလုံးရဲ့နောက်ွယ်မှာအတိတ်ပဲအများကြီးရှိတယ်ဥပဒေမဲ့ဖန်စီတာနှိပ်စက်ညင်ပန်းပြီးဝန်ခံချက်ယူတာကိုယ့်ဘက်ကရှင်းနေတဲ့ခုခံချေပခွင့်မရတာပွင့်လင်းမြင်တာမှုမရှိပဲတရားစီရင်တာမျိုးတွေအားလုံးကိုတားမြင်ထားတာပါဒါဟာနိုင်ငံသားတယောက်အတွက်အစိုးရရဲ့မတရားပြုချင်မှုကနေအကာအကွယ်ပေးမဲ့အခိုင်အမာဆုံးတိုင်းတစ်ခုပဲဖြစ်ပါတယ်ဗျာကျမအတွက်တော့လေဒီစာတမ်းမှာတကယ်ပဲအထူးခြားဆုံးလို့ထင်တဲ့အချက်ကတော့ကာကွယ်ရေးကဏ္ဍပဲအထူးသဖြင့်တပ်မတော်ကိုအရပ်ပတ်အစိုးရရဲ့လက်အောက်မှာထားရမယ်ဆိုတဲ့အချက်ပေါ့မြန်မာတမိုင်းနဲ့ချီပြီးကြည့်ရင်တာဟာတော်လန်ပြောင်းလဲတဲ့အတွေးခေါ်တစ်ခုပဲဒီအချက်ကိုဘယ်လိုပုံဖော်ထားလဲဆိုတော့ရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ဒီအချက်ကဒီနိုင်ငံရေးစီစဉ်ခုလုံးရဲ့အနစ်ချုပ်လို့တောင်ပြောလို့ရတယ်ဗျာအခန်းကိုမှာ Federal ပြည်ထောင်စုတပ်မတော်မန္တလေးဒေသလို့သုံးနှုန်းထားပြီးအရှင်းလင်းဆုံးပြဋ္ဌာန်းချက်ကတော့ဒီတပ်ဖွဲ့ဟာရပ်ပက်အဖွဲ့အစည်းဖြစ်တဲ့ကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာပဲရှိရမယ်ဆိုတာပါပဲ civilian control ပေါ့နော်အတိအကျပဲဒါဟာဒီမိုကရေစီရဲ့အခြေခံအကြောင်းမူတွေကတစ်ခုဖြစ်တဲ့ civilian control of the military ကိုဖော်ဆောင်ဖို့ကြိုးစားတာပဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့တမိုင်းတချောင်းလုံးမှာတပ်မတော်ကနိုင်ငံတော်အပေါ်မှာရှိတယ်နိုင်ငံရေးကိုကြိုက်တယ်လို့ဝင်ဆွတ်ဖက်ထွင်ရှိတယ်ဆိုတဲ့အတွေးခေါ်ကအမြင့်တွယ်နေခဲ့တယ်ဒီအစီအစဉ်ကအဲ့ဒီအတွေးခေါ်ကိုလုံးဝဆန့်ကျင်လိုက်တာပဲ
တမတော်ဆိုတာပြည်သူကရွေးချယ်ထားတဲ့အစိုးရရဲ့လက်အောက်မှာပဲရှိရမယ်အစိုးရရဲ့မူဝါဒကိုပဲအကောင့်ထဲပေါ်ရမယ်ဆိုတဲ့အခြေခံမူကိုအခုကြားကလာကလေးကခိုင်ခိုင်မာမာချမှတ်တာဖြစ်ပါတယ် အားတလဲရှင်တိချရက်တည်နေတဲ့ data ဆိုင်ရာစီမံချက်တစ်ခုပဲလား ခေါင်းတဲ့အချက်ပါပဲအထွေထွေပြဋ္ဌာန်းချက်တွေပါဝင်တဲ့အခန်းစနစ်ကိုကြည်လိုက်ရင်လေဒီအစီအစဉ်ဟာမန္တလေးဒေသအတွက်ချစ်ပေမဲ့ NUG နဲ့ NUCC တို့ရဲ့မူဝါဒတွေလိုင်းညွှန်ချက်တွေနဲ့တသားတည်းဖြစ်ရမယ်လို့အတိအလင်းဖော်ပြထားတယ် အော် ။ဒါကဘာကိုပြတာနေလဲဆိုတော့ဒေသလိုက်ဂျာကာလာအုပ်ချုပ်ရေးရန်တရားတွေတိဆောက်တယ်လေရမှာတနေရာနဲ့တနေရာချိတ်ဆက်မှုမရှိပဲဖြစ်တယ်လို့လှုပ်ဆောင်နေတာမဟုတ်ဘူး။တနိုင်ငံလုံးအတိုင်းအတာနဲ့ညီညွတ်တဲ့နိုင်ငံရေးရည်မှန်းချက်တစ်ခုအောင်မှာအားလုံးကချိတ်ဆက်ပြီးလှုပ်ရှားနေတယ်ဆိုတာကိုပြနေတာပဲ။ဒါဟာအောက်ခြေကနေပြန်တိဆောက်တဲ့ Federal စနစ်ရဲ့လက်တွေ့ကျတဲ့ပုံဖော်မှုတစ်ခုလို့ဆိုနိုင်ပါတယ်ဗျာ။ အဲ့ရင်တော့မန္တလေးဒေသကြားကာလနိုင်ငံရေးအစီအစဉ်ဆိုတာတော်လန်ရေးရဲ့မီးလန်ကြားကနေမွေးဖွားလာတဲ့နိုင်ငံရေးပုံစံငယ်တစ်ခုမျှော်လင့်ချက်တစ်ခုလို့ပြောနိုင်မယ်ထင်တယ်ရှင်အားလုံးပါဝင်မှုကိုအလေးထားတာဒီမိုကရေစီရဲ့အခြေခံဖြစ်တဲ့အာဏာခွဲဝေမှုနဲ့ထိန်းချုပ်မှုကိုတိတိကျကျပုံဖော်ထားတာပြီးတော့မြန်မာနိုင်ငံရေးရဲ့နာတာရှေးယောဂါဖြစ်တဲ့တမတော်ရဲ့နိုင်ငံရေးဆွတ်ဖက်မှုကိုအမြင့်ဖြတ်ဖို့စ조사ထားလာတာကအဓိကအချက်တွေဖြစ်ရပါတယ်နော် ဟုတ်ပါပဲဒါပေမဲ့နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုခြံခဲ့ချင်တယ်ရနိုင်ငံရေးအစီအစဉ်တစ်ခုကိုစာရွက်ပေါ်မှာရေးဆွဲတာကဘိထုကတည်းကအိမ်ပုံစံဆွဲတာနဲ့တူပါတယ်တိတ်လာတယ်တိတ်ခိုင်ပါတယ်အင်မတန်စနစ်ကြတယ်ဒါပေမဲ့အဲ့ဒါကိုလက်တွေ့စစ်မြေပြင်မှာအကောင့်ထဲပေါ်ရတာကတော့ဘယ်လိုပြောမလဲငလျင်လုံနေတော့အိမ်ဆော်ရတယ်လို့ပါပဲအုံမြက်ကစားနေအရာရာဟာမခိုင်မြဲတဲ့အခြေအနေမှာရှိနေတယ် ဟုတ်ကဲ့ ရေးဆွဲခဲ့တဲ့နိုင်ငံရေးရည်မှန်းချက်တစ်ခုပါအခုအချိန်တအခုကြာပြီးနောက်မှာလက်တွေ့မြေပြင်ကစစ်ရေးနိုင်ငံရေးစိန်ခေါ်မှုတွေကဒီစာတန်းတွေကစံနှုန်းတွေနဲ့မျော်မှန်းချက်တွေကိုအကောင်အထည်ဖော်တဲ့နေရာမှာဘလို့ကြိုးတက်ရောက်နေမလဲတနည်းအားဖြင့်နိုင်ငံရေးအမြင်တစ်ခုကိုလက်တွေ့ပฏิပတ်ခကြားမှာအသက်သွင်းရခြင်းရဲ့အခက်အခဲတွေကွာဟာအချက်တွေကိုဒီအခြေအနေကဘလို့ပုံဖော်ပြတာနေတယ်လဲဆိုတာကတော့ကျွန်တော်တို့အားလုံးအတွက်ဆက်လက်ပြီးလေးလေးနက်နက်လေးလာသုံးသပ်စရာအကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်